ယုံကြည်ခြင်းမရှိရင်ဖျားစိတ်တော်နဲ့မတွေးနိုင်ဘူးအဲ့ဒီယုံကြည်ခြင်းကဘယ်ကနေလာတယ်လဲဆိုရင်ယုံကြည်ခြင်းဒီကြားနာခြင်းဖြစ်တယ်ကြားနာခြင်းကဘယ်ကနေလဲဖျားစကားဖြစ်တယ်ဒီနှုတ်ကပတ်တော်ကယုံကြည်ခြင်းဖြစ်စေတယ်အဲ့ဒီနှုတ်ကပတ်တော်ယုံကြည်ခြင်းကိုဖြစ်စေတဲ့နှုတ်ကပတ်တော်ကဒါဗျာဒိတ်တော်ဖြစ်တယ်ဖွင့်ပြချက်ဖြစ်တယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဖွင့်ပြချက်ဖျားသခင်ရဲ့စကားရီမာစကားဖြစ်တယ်ရီမာစကားဆိုတာတော့ယနေ့ပြောတော်တမန်တရားဒါမနေ့ကပြောတဲ့စကားမဟုတ်ဘူးမနေ့ဖြင့်ပြောမဲ့ဟာမဟုတ်ဘူးဒီနေ့ပဲပြောတဲ့စကားအဲ့ဒီဗျာဒိတ်တော်ရှိတဲ့သူတွေကအမြဲတမ်းယုံကြည်ခြင်းရှိတယ်ယုံကြည်ခြင်းမရှိတဲ့သူတွေကဒီဗျာဒိတ်တော်မရှိတဲ့သူတွေဖြစ်တယ်အခုတင်ရောက်နေတဲ့ယုံကြည်ခြင်း level ကတင်ဗျာဒိတ်တော်ရှိတဲ့လောက်ပဲရှိတာဖြစ်တယ်ဒါကြောင့်တင်ယုံကြည်ခြင်းဘယ်လောက်ရှိတယ်လဲဆိုတဲ့အရာကဗျာဒိတ်တော်ဘလောက်ရှိတယ်လဲနှုတ်ကပတ်တော်ဘလောက်ရှိတယ်လဲဘလောက်ကြားထားတယ်လဲဖျားထံကနေလာတဲ့ရီမာစကားကိုဖျားထံကနေလာတဲ့ဖွင့်ပြချက်ကိုဘလောက်ကြားတယ်လဲဆိုတာနဲ့ဆိုင်တယ်ဒါကြောင့်ယုံကြည်ခြင်းကိုတိုးပွားခြင်းတယ်ယုံကြည်ခြင်းကိုတိုးတက်စေခြင်းတယ်ဆိုရင်ဗျာဒိတ်တော်ကိုဂရုစိုက်ရမယ်ကြားတာကိုဂရုစိုက်ရမယ်ပြီးတဲ့အခါကျရင်ဖွင့်ပြချက်ဖျားသခင်ဒီနေ့တင်းကိုပြောတဲ့စကားကိုတင်းနားဆွင့်ရမယ်တင်းနှုတ်ကပတ်တော်နဲ့အချိန်ယူရမယ်ဒါဆိုရင်တင်းရဲ့တိုးတက်ခြင်းယုံကြည်ခြင်းမှာတိုးတက်ကြီးထွားလာမယ်ဒါကြောင့်ယုံကြည်ခြင်းကဘာကိုဖြစ်စေလဲဆိုရင်လောကကိုအောင်တတ်တယ်လို့ပြောတယ်ဖျားသားတွေကလောကကိုအောင်တတ်တယ်ဒါပေမဲ့လောကကိုအောင်ခြင်းအကြောင်းကဘာလဲဆိုရင်ယုံကြည်ခြင်းပေတယ်တဲ့ယုံကြည်ခြင်းဖြစ်တယ်ငါတို့ဤယုံကြည်ခြင်းပေတယ်ယုံကြည်ခြင်းနဲ့ပဲလောကကိုအောင်မှာဖြစ်တယ်လောကကိုအောင်စေတဲ့အရာကတော့ယုံကြည်ခြင်းယုံကြည်ခြင်းကိုတိုးပွားကြီးမြတ်စေတဲ့အရာကတော့ဗျာဒိတ်တော်ဖျားစကားဖျားဖွင့်ပြတဲ့ဖွင့်ပြချက်တွေဖြစ်တယ်အဲ့ဒီဖျားခင်ကဘယ်ကနေဖွင့်ပြမလဲနှုတ်ကပတ်တော်ထဲကနေဖွင့်ပြမှာဖြစ်တယ်ဒါကြောင့်နေ့ရက်စဉ်တိုင်းမှာတဲ့နှုတ်ကပတ်တော်နဲ့ရှောက်လန်းဖို့လိုတယ်နေ့ရက်စဉ်တိုင်းမှာနှုတ်ကပတ်တော်နဲ့တွာလာဖို့လိုတယ်ဖွင့်ဖတ်ဖို့လိုတယ်ဖျားခင်ကဖွင့်ပြချက်တွေရဖို့ဗျာဒိတ်တော်အခံယူဖို့ရန်အတွက်နှုတ်ကပတ်တော်ကိုတင်နားထောင်ရမယ်နှုတ်ကပတ်တော်တရားဟောချက်တွေတင်နားထောင်ရမယ်ဒီနှုတ်ကပတ်တော်ကိုတင်စင်ချင်အောင်မရမယ်ဒါဆိုရင်တင်ဟာဗျာဒိတ်တော်တိုးပွားတာနဲ့အလျောက်တင်ရဲ့ယုံကြည်ခြင်းတွေတိုးပွားလာမယ်ယုံကြည်ခြင်းတိုးပွားလာတာနဲ့တင်းရဲ့အောင်မြင်မှုတွေလောကကြီးကိုအောင်မြင်မှုတွေလောကကြီးကိုစိုးစံဥဆောင်မှုတွေတိုးတက်လာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်တင်းဟာဘာကြောင့်လောကကတင်းကိုနိုင်တာလဲလောကအရာတွေကပဲတင်းကိုဆွဲဆောင်နိုင်တယ်လောကအရာတွေကတင်းကိုဆွဲချနိုင်တယ်ဘာကြောင့်လဲတင်းမှာဗျာဒိတ်တော်မရှိဘူးယုံကြည်ခြင်းမရှိဘူးဒီနေ့ကနေစပြီးတင်းဟာဗျာဒိတ်တော်ရှိမဲ့ယုံကြည်ခြင်းရှိမဲ့ဆိုရင်တင်းလောကကြီးကိုအုပ်ဆိုးတဲ့သူဖြစ်လိမ့်မယ်လောကကြီးကိုဒုံမီနီယလုပ်တဲ့သူဖြစ်လိမ့်မယ်ဖခင်သခင်ကျွန်တော်တို့ကိုဖန်ဆင်းကြတဲ့ကောလောကကြီးကိုမြေကြီးကိုဒုံမီနီယလုပ်ဖို့ရန်အတွက်အုပ်ဆိုးဖို့ရန်အတွက်ဖန်ဆင်းတာဖြစ်တဲ့အတွက်ဗျာဒိတ်တော်ကိုရပ်ပြီးတော့ဗျာဒိတ်တော်ကိုခံပြီးတော့ယုံကြည်ခြင်းတိုးပွားတာနဲ့အမျက်တင်ဟာဒုံမီနီယ spirit ကိုတင်ရမှာဖြစ်တယ်ဒါကြောင့်ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေကိုပြောပြချင်တယ်တင် dominion spirit ရဖို့ရန်အတွက်နှုတ်ကပတ်တော်ဗျာဒိတ်တော်ကိုတင်ခံရဖို့ရန်အတွက်ယုံကြည်ခြင်းကြီးထွားဖို့ရန်အတွက်လိုတယ်ဆိုတာကိုပြောပြချင်တယ်ဒါကြောင့်မနေ့တိုင်းနေ့ရက်စဉ်တိုင်းမှာတင်ဗျာဒိတ်တော်ထဲမှာကြီးထွားပါစေလို့အားလုံးကိုအားပေးချင်တယ်ရောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်အထူးကောင်းကြီးပေးပါစေ